ဒါလေးတွေသိထားရင်ကောင်းပါတယ်။နံပါတ်1လူတစ်ယောက်ကိုအသိဖြစ်ဖို့ရည်စက်လိုပါတယ်။လူတစ်ယောက်ကိုနားလည်ဖို့ဆိုရင်စိတ်ရှည်ဖို့လိုပါတယ်။လူတစ်ယောက်ကိုအနာယူဖို့ဆိုရင်ဉာဏ်ပညာလိုတယ်။နံပါတ်2ဘဝဆိုတာပင်ပန်းတယ်။ဘဝဆိုတာဒုက္ခဖြစ်တယ်။နံပါတ်3ယုံကြည်မှုကိုရချင်ရင်ရိုးသားဖို့လိုပါလိမ့်မယ်။ရိုးသားမှုကိုရချင်ရင်လက်တွေ့ကြဖို့လိုပါလိမ့်မယ်။နံပါတ်4လူအများကိုချစ်တတ်တဲ့လူဟာလူအများရဲ့ချစ်ခြင်းကိုခံရပါမယ်။သူများကိုလေးစားတတ်တဲ့သူဟာလူအများရဲ့လေးစားခြင်းကိုခံရပါမယ်။နံပါတ်5တငယ်ချင်းကောင်းဆိုတာသင်ရဲ့အတိတ်ကိုနားလည်တယ်။သင်ရဲ့အနာဂတ်ကိုယုံကြည်ရဲ့။သင်ရဲ့ပြစ္ဆုတ်ပံကိုနားလည်ခွင့်လွှတ်ပေးတဲ့သူဖြစ်တယ်။နံပါတ်6ဘဝရဲ့အနှစ်သာရဆိုတာသင်နောက်ဆုံးဘာကိုရလိုက်သလဲအပေါ်မူမတည်ပါဘူး။သင်ပဲအရာတွေအပေါ်စ조사အားထုတ်ခဲ့သလဲအပေါ်လုံးဝမူတည်နေပါတယ်။နံပါတ်9လွယ်လွယ်ကူကူနဲ့ကိုယ့်ရင်တွင်းကအနာကိုသူများကိုမလှည့်ပြပါနဲ့။လူအကြောင်းသိဖို့ခက်ခဲလုံးလို့ပါ။ဘသူတွေကသင်ကိုဆေးထည့်ပေးမယ်။ဘသူတွေကသင်ကိုစားနဲ့ငရုံမှုဖြူးပေးမယ်ဆိုတာခံမှန်းရတာခက်ခဲလို့ပါပဲကြည့်ရှုပေးကြတဲ့ခုနှစ်ရက်သားသမီးများလည်းကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်